သံဃာရှာလုံးမှာဘုရားဆူဆူနဲ့လွယ်ပြီးတရားပွဲမျိုးမျိုးတွေနဲ့မကြုံတာဘုရုပိတ်ပင်ထားတယ်ဆိုတာပေါ်ကြရောပေါ်ကြပါဗျာဘုရုပါလေနိဝရဏတရား၅ပါးလို့ခါကျိုးတကားတစ်တူလာဘူးလို့မှတ်ထားလို့ရှိရင်ဩဒါမသိမ့်တာမဆဲတာမရှိတာမမှတ်တတ်တာနဲ့ဘုရားဆူဆူနဲ့လွယ်တရားပွဲမျိုးမျိုးနဲ့မကြုံပဲနဲ့ဒုက္ခပင်လေဝေပိဋကလာနေခဲ့ရတဲ့အဖြစ်တွေဟာဒီတရား၅ခုဖယ်နေချာနေနေသီးကိုမရကြလို့ပဲဆိုတာသေသေးချာချာမှတ်ပါကာမသန္တာနိဝရဏဆိုတာလောဘနော်လောဘအလုပ်လိုက်နေလဲရှိရင်လည်းဖျားပွင့်လည်းသူနဲ့မဆိုင်ဘူးတရားတွေသစ္စာတရားတွေဟောနေပြန်လဲဒါကြောင့်လောဘအလဲလောဘကိစ္စလိုက်စားနေတဲ့ပုဂ္ဂိုလ်များလည်းဘုရားစုနဲ့လည်းတရားပွဲမျိုးမျိုးနဲ့မကြုံဆိုတာဒီတရားတားတာပဲဆိုတာပေါ်လာပါဗျာဘာဝရနိဗ္ဗာန်ဆိုတာမိမိတို့နေရာစားဘောမှာလုံးမကြဟုတ်ဘောမှာလုံးမကြသာသမီနဲ့ကွာအိမ်အားတိုက်တာဘောမှာလုံးမကြအဲ့ဒီလိုဒေါသလုံးမကြတာလေးဖြစ်နေပြန်လို့ရှိရင်ဘယ်မှဘုရားဘုရားနဲ့မသွားပြတရားပွဲနဲ့လည်းကျုံအောင်ကိုယ်ကလည်းမဆုံးအောင်လွှဲဖယ်ပြီးဒီကရနေရဖြစ်နေတော့ကြောင့်လေသူလဲတသံတရားလုံးမှာသူကလည်းအတားဓမ္မသက်သက်ပဲဆိုတာဒကာဓမ္မတွေမှတ်ရမှာဒေါသလည်းအတားဓမ္မနိဝရဏတရားလို့မှတ်လိုက်ကြစမ်းပါသိနာမိတ်ကဆိုတာကစားပြီးတောက်ပြီးတယ်စွန့်လိုက်တယ်မြည်တယ်ဆိုတဲ့ဥစ္စာတွေလာပြန်တော့ဘုရားတွေပဲလို့ပွင့်ပြီးဒီကလာနေစေကမှုမသွားပြဘူးသူ့လိုလိုက်နေရတာနဲ့တရားတွေပဲလို့ဟောပြီးကြတာနေ냐တော့လဲအိတ်ရှင်ဒါနဲ့အိတ်ပြီးကြတာအိတ်ပွဲနှွဲနေရတာနဲ့ပဲဘုရားကပြိဋိဘံစံတရားပွဲတွေကသိမ့်သွားတယ်သူရေးပါမှမပါလိုက်တော့သူတားတာပဲဖြစ်နေမိတာတားတာပဲဆိုတာလဲပေါ်လာကြကောင်းပြီဒါဖြင့်ဥဒိစ္စကုက္ကုစာနိဝရဏဆိုတာသူတို့ကနှစ်ခုတွဲလို့ရှိရင်နှစ်ခုတွဲတားလို့သာမှတ်ပြီတော့ဒါဖြင့်ဒီနေ့ပြောမှာကဥဒိစ္စတော့ဖြင့်ဒကာဓမ္မတွေပြောပြပါပြီနော်ကုက္ကိစ္စနိဝရဏကိုဇာတပဲလို့ဟောပါကြုံဆိုလို့ရှိရင်ဖြင့်ကုက္ကိစ္စဓာတိယကျွန်တပေါက်တွင်းတဲ့တရားကျွန်တပေါက်တွင်းတဲ့တရားဆိုတော့ဒကာဓမ္မတို့လွတ်လပ်ရေးကိုယ်ပိုင်အလုပ်ကိုပေးတဲ့အလုပ်မဟုတ်ဘူးပေါ့မှန်ပါပါလွတ်လပ်တဲ့ရေးလည်းမပေးပါဘူးမှန်ပါကိုယ့်အကိုချွန်နိုင်တဲ့အလုပ်မျိုးကိုလည်းပေးပါဘူးအဲ့ဒါပုဂ္ဂိုလ်စာဥဒိစ္စလို့မှတ်ထားလိုက်စမ်းပါဆိုတော့ဒါဖြင့်ယနေ့ဥဒိစ္စပြီးတော့ဒကာဓမ္မတွေကုက္ကုစပဲရှင်းပြပါမယ်မှန်ပါပါကုက္စိတံကတံကုကတံကုက္စိတံဆွတ်ဆောအပြီးကတံပြုသောတရားတွေကုက္ကုစံဆွတ်ဆုပ်တဲ့တရားကိုပြုတတ်တယ်ဆွတ်ဆုပ်ဖို့တရားတွေပြုလုပ်တတ်ပါတယ်လို့ဒကာကျွဲတို့မှတ်ထားရအောင်မှန်ပါပါဘလို့ဆွတ်ဆုပ်เสียကောင်းလို့မေးတဲ့အခါကြလို့ရှင်းဖြင့်တဲ့တကယ်ချမ်းသာရေးချမ်းသာမြတ်ရတာနဲ့ပြည့်စုံတဲ့နိဗ္ဗာန်ကြီးဒကာဓမ္မတွေဒုက္ခခတ်သိမ်းခြင်းနဲ့နိဗ္ဗာန်ကြီးအပူလောင်နေမှလည်းကုံသိမ်းပြီးအေးချမ်းတဲ့နိဗ္ဗာန်ကြီးကိုသူကဒကာရဲကုက္စိတံကတံကဆွတ်ဆုပ်ဖွယ်ဖြစ်နေဒကာရဲသူကပင်ကိုယ်ကလည်းဆွတ်ဆုပ်ဖွယ်တရားဆွတ်ဆုပ်ဖွယ်လို့လုံနေတာနဲ့ပဲကျွတ်တို့မှာတဲ့မညာဘုံညာနိဗ္ဗာန်ကြီးနဲ့လွယ်ကြီးလွယ်ရဒါပြန်သူကဆွတ်ဆုပ်ဖွယ်လို့လုံနေသောကြောင့်သူကုက္ကုစလို့မှတ်လိုက်စမ်းပုဂ္ဂိုလ်စဆိုတာဘာလို့တတ်ပါလဲသစ္ဆုတ်ရန်ရှားပွဲလို့ကိုလုတ်တတ်တာဒီပုဂ္ဂိုလ်စလို့မှတ်ပါကုသိတံကတံခုတံကတာကတဒုစရိတသူစရိတံတဲ့ဒီကကျဆရာမကပြုပြီးတော့ဒီစိတ်သူတွေးနေတယ်မပြုသေးတဲ့သူစိတ်တွေသူကတောင့်တနေတယ်ပြုပြီးသားသူစိတ်တွေတွေးပြီးသောကဖြစ်သဘောကျမပြည့်ရသေးတဲ့ကောင်းတဲ့တရားတွေကိုမပြည့်ရသေးလို့သောကဖြစ်ဒါကဘယ်နှချက်ပါလဲပြည့်ပြီးတော့သူစိတ်အတွက်လည်းသောကဖြစ်မပြည့်ရသေးတဲ့သူစိတ်အတွက်တွေဒကာဓမ္မတွေကသေချာမှတ်ပါနော်သစ္ဆုတ်ဖွယ်တရားကသူဘယ်လိုလုပ်နေတတ်တယ်ဆိုတာခန္ဓာကိုယ်ထဲမှာစဉ်းစားပါပြည့်ပြီးတော့မကောင်းမှုတွေကြတော့သူကမကောင်းမှုတွေပြုခဲ့လေခြင်းဆိုပြီးသောကဖြစ်ကောင်းမှုတွေကြတယ်မပြုရလေခြင်းဆိုပြီးသောကဖြစ်မကောင်းမှုကြောင့်လည်းသူကဘာဖြစ်ကောင်းမှုကြောင့်လေ
ကောင်းမှုလုပ်ဖြစ်တာလားမလုပ်ဖြစ်လို့သောကဖြစ်တာလားဒါပြန်သောကတစ်လုံးတည်းကိုဒါဘာခေါ်ကြမလဲသောကတစ်လုံးတည်းကိုသုံးခေါ်လိုက်တဲ့အခါကျတော့ကုက္ကုစာသဘောကျသောကတစ်လုံးတည်းသုံးခေါ်လိုက်တဲ့အခါကျတော့ဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေမှာပြုပြီးသားသူစိတ်တွေကိုလည်းတွေးတဲ့စိတ်လာလို့ရှိရင်ဩငါကုက္ကုစဖြစ်နေပါဘောလားအောင်းမလိုက်ပါမပြည့်ရသေးတဲ့အကြောင်းလျှောက်ဖရတဲ့သူတော်ကောင်းတို့ဥပုသ်ဆောင်တဲ့အလုပ်တွေမလုပ်ရသေးတာကိုလည်းမလုပ်သေးတာကိုသွားတွေးမနေပါနဲ့တဲ့မလုပ်ရသေးလို့သောကဖြစ်နေတာဝန်းနဲ့တော့သောကအဲ့ဒီသောကကိုပေါင်းခေါ်ရင်ဘယ်လိုခေါ်ကြအဲ့ဒါပြန်ကုက္ကုစဒကာသစ်တို့ဒကာကျော်တို့လားဘုတို့ပြုပြီးသောအကုသိုလ်အတွက်လည်းသူသောကဖြစ်မပြုရသေးတဲ့ကုသိုလ်အတွက်လည်းသောကတစ်လုံးနဲ့ပဲအကုသိုလ်တရားပဲအဲ့ဒါဘာခေါ်ကြမလဲဒါကြောင့်ပုဇ္ဇိတံကတံဒီကုတံကတာကတဒုစရိတသုစရိတံအကတံပိကုကတံဒီဝုစရိဆိုလိုက်တယ်ဒီကကျော်ဆရာကအကတံပိမပြုရသေးသောတရားကိုဒီကုကတံကုကတပဲမပြုရသေးတဲ့ကုသိုလ်တွေကိုသောကဖြစ်နေတဲ့ကုက္ကုစပါပဲရဟန်းကျင်မှုမယာငါဒီအကတံမပြုရသေးတန်ထိုတရားဒီကုကတံကုဒပဲတဲ့အကျင်မှုမပြုရသေးဘူးကွာလို့သောကဖြစ်နေလေကုက္ကုစပါပဲသဘောကျလားဣဒ္ဓဘာနာကတာကတဒုစရိတသုဇံအာရဘပုတ္တောဝိပရိစ္ဆာရောဒီပြုပြီးသားသူစိတ်မပြည့်ရသေးတဲ့သူစိတ်တွေကိုတဲ့ကတာကတဒုစရိတသုစိတံအာရဘပုတ္တောဝိပရိစ္ဆာရောနှလုံးမသားရခြင်းဖြစ်တာပါပဲသူစိတ်တွေပြုမိလို့လည်းစိတ်ထဲမသားရဘူးစိတ်ထဲမသောကဖြစ်သူစိတ်တွေကောင်းတဲ့အလုပ်တွေမလုံးမိတဲ့အတွက်လည်းသောကဖြစ်တပည့်ကြအဲ့ဒါဘာခေါ်ကြမလဲဒါကြောင့်ပုဂ္ဂိုလ်စယနေ့ရှင်းရှင်းပြောနေတယ်ဒကာဓမ္မတွေသတိထားပါပြုပြီးတော့သူစိတ်ကိုစိုးရိမ်နေလို့ရှိရင်လည်းမပြည့်ရသေးတဲ့ကုသိုလ်လုပ်တွေကိုမပြည့်ရသေးဘူးလို့ပူပန်နေရင်လည်းအတန်ကတော့ကုသိုလ်တကသိမှန်ပါပါပြီးတော့ပူပန်တာသဘောကျဒါဖြင့်ပြုပြီးတာအကုသိုလ်တဲ့ပူပန်တာလည်းဘာခေါ်ကြမလဲမပြည့်ရသေးတဲ့ကုသိုလ်တွေအတွက်ပူပန်တာဒါဖြင့်တို့ဟာကပူပန်တာအကြည့်သွားပြီးလမ်းဆုံးတကယ်ကြောပဲလမ်းဆုံးပါပူပန်တာတွေသွားပြီးလမ်းဆုံးတဲ့တွေ့တဲ့သူကပုဂ္ဂိုလ်စဆိုတော့သောကဖြစ်နေတယ်လို့သေသေးချာချာမှတ်ပါနှလုံးမသားရတဲ့သောကဖြစ်တဲ့ဝိပရိစ္ဆာကဖြစ်ပါတယ်နှလုံးမသားရမှုဖြစ်ပါတယ်ဒါဘာခေါ်ကြမလဲပုဂ္ဂိုလ်စဆိုတော့ဒကာဓမ္မတွေဒီပုဂ္ဂိုလ်စကိုခင်ဗျားတို့ဘယ်လိုလုံးမှတော်မယ်ဆိုတဲ့ဥစ္စာကိုလည်းဘယ်လိုဖယ်ရှားမယ်ဆိုတာလဲဒီပုဂ္ဂိုလ်စကပေါ်နေလို့ရှိရင်ဇာသရေလို့ဘုရားသခင်ကိုရမကြီးကကျွန်းသဘောက်ဖြစ်ပဲကျွန်းသဘောက်ဆိုတာကိုရေးကိုတာလုံးနိုင်သေးရဲ့အဲ့ရှင်ဤအရေးကိုမျက်နှာလိုက်အကြိုက်ပြီးလျှောက်လုံးနေရကိုယ်ရေးလုံးဖြစ်ကြလားမလုပ်ပါဘူးသခင်ရေးကိုလားလုပ်ပါဘူးအဲ့ဒါကျွန်တော်ဖြစ်နေတဲ့လူဤထုံတန်းလို့ဆိုရလို့ရှိရင်လွယ်ပါထို့တူပဲကုက္ကုစလာလို့ရှိရင်သူဟာကယူပြီးသားသူစိတ်သူဟာသူတွေးမပြည့်ရသေးတဲ့ကုသိုလ်လုပ်တယ်လည်းသူမလုပ်ရသေးလို့ခက်သေးတယ်လို့ပြောတယ်ဒါပြန်သူမဖို့လို့လုပ်ဖြစ်သေးရဲ့ဒါပြန်ကိုယ်ရေးသူမလုပ်ဖြစ်ဘူးတော့ကြောင့်ဘယ်နဲ့ကအကုသိုလ်ခိုင်းတဲ့အရေးကိုသူလုပ်တယ်မပြည့်ရသေးတဲ့သူစိတ်တွေလည်းပူပန်ဟာပြုပြီးသားသူစိတ်တွေလည်းပူပန်ဟာဆိုတော့သူ့မှာကြော်လောက်တာလုံးနေရအပယ်ရောက်ဖို့လောက်တာလုံးနေရတယ်ထွဲရလမ်းဖြစ်တဲ့ကိုယ်ပိုင်လို့ဖြစ်သေးရဲ့ဒါဖြင့်ဥဒိကုက္ကုစဓာတိယံဆိုတဲ့ဥစ္စာကြိုက်သွားဥဒိစ္စကုက္ကုစကရှိနေကြော်လောက်တာလုံးဖြစ်တော့တယ်ကိုယ်ရေးဘာမှမလုပ်ဖြစ်ဘူးကွာဇာတရလို့ဘုရားကဟောနေအမှန်မဆိုးဘူးလားဒါကြောင့်ဒကာတော်မရေဒီတရားမျိုးဒကာကျွေးကြားလို့ကြားရခဲ့တယ်မှန်ပါဗျာ
ကြားလည်းကြားခဲ့တဲ့ဆိုတဲ့ဥစ္စာကပြုပြီးသားဒုစရိုက်တွေလည်းအရေးရှိပြန်တွေးနာမထူးပါဘူးကွာပဲကြရင်ကြပါစီတော့တရားလည်းမနာတော့ပါဘူးတရားလည်းအမထုတ်တော့ပါဘူးငါပြုလာတဲ့အကုသိုလ်တွေကနဲတာတွေမှမဟုတ်ပဲဆိုပြီးဒီကလာအမထုတ်ပဲနေတော့ကိုယ်ရေးလင်းမတော့ဘူးဒီပြဘာဖြစ်တော့ဓမ္မတို့သင်္ဇာဏနိယကမ္မမဟုတ်ပဲဒီပြဥပဒနာလုပ်လိုက်ရင်ကျွတ်လွတ်ပြီးနိဗ္ဗာန်ရောက်သွားတဲ့အလုံးမျိုးကိုငါအကုသိုလ်တွေကအများကြီးกว่าအဲ့တော့မထူပါဘူးကွာသကောင်းပြင်ညက်မနဲ့ပါဘူးဒီလိုနဲ့လာရတယ်မလာရဘူးအဲ့ဒီလိုတော့ဘုန်းကြီးတို့ဓမ္မတွေမှာအာလုံးကြီးရင်ကိုဖြည့်ပြီးတကားကနေကြတော့ဟောဓမ္မတို့ဆရာကောင်းမတွေ့ရင်မင်းတို့ကခက်ကြီးပါလားဒါတွေဟာဘယ်လိုကအကုသိုလ်တွေပြုခဲ့ပင်စံမင်းကြီးကကမ္မလွတ်ခဲ့လို့ရှိရင်ဖြင့်ဘာမှပူဇော်မရှိဘူးအခုဆရာသမားနဲ့ဘုရားဟောတာအလုတ်ကိုသာလုံးမင်းတို့ဟာဒီကုံပျောက်ပြက်သွားတာပါပဲရှင်းမလားရှင်းပါဘူးမမတော်ရှိနေမဟုတ်သေးသောစေသမားဆိုတဲ့လောကပုံမြင်ရှိတယ်လို့မြည်သူမဆိုငယ်တုန်းကပြန်မိုက်ခဲ့တေခဲ့မူခဲ့ရစ်ခဲ့တာရှိကြတာပဲရှိကြအောင်ရှိကြပါဘူးအဲ့ဒါပြန်အောင်မေ့မနေပါနဲ့တဲ့ကိုလှုပ်เสียရှိတဲ့သခင်လှုပ်တာလှုပ်ပါအဲ့ဒါကျွန့်လှုပ်ပါလေနောက်ဟာတွေပြန်အောင်မေ့နေတော့ကိုလှုပ်ရမယ်ဆရာသမားပေးတဲ့လှုပ်ဘုရားပေးတဲ့လှုပ်ကိုယ်ပိုင်လှုပ်ကိုဘုရားကပေးဆရာကပေးနေတာကိုတခါကျမလှုပ်ဖြစ်ခက်ကြရောပေါ့အဲ့ဒါကျွန်းစိတ်ပေါက်တာလို့မှတ်လိုက်စမ်းပါယနေ့ကစပြီးခွန်ကြီးတို့ဓမ္မတွေအကြီးကျယ်ခန္ဓာဆုံးသတိပေးလိုက်တာဖြင့်ကိုပြုတ်တဲ့သူစိတ်ဘယ်တော့မှမတွေးနဲ့မပြုတ်ရသေးတဲ့သူစိတ်တွေလည်းမတွေးပါနဲ့အခုလှုပ်ရှားရှိတဲ့ဥပဒနာလောက်သာလှုပ်ပါမသေးသေးတော့ဒီသူစိတ်လှုပ်ထားလှုပ်ပြန်တာပေါ့ဗျာတွေးတော့မနေနဲ့သဘောပါဒါဖြင့်တော်တော့ဖြင့်လုံလောက်ပြီလို့ထင်တာပဲတရားဓမ္မတွေလွတ်ရလောက်ပလားလို့ဆိုတာကိုလည်းပြန်စစ်သေးပါဦးမယ်နော်ဒါကဘယ်နဲ့ကြောင့်ဆရာဘုန်းကြီးကြောင့်အရေးကြီးဒုနေကျဲကျဲနဲ့သပြန်တလဲလဲပြောဆုံးမပြီးကြလားဥလာဘူးနေပါလိမ့်မလဲဆိုတော့သူကကျွန်းစိတ်ပေါက်တဲ့စိတ်အရေးကြုံရင်သူကလာခုနေတယ်မှန်ပါပါဘုရားကြအရေးကြုံရင်သူကလာပြီးမိုက်တာဖို့တာဖြစ်နေလာပြီးကြလားကန်းလာလောက်ပါလေဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအကြီးကျယ်ပဲယနေ့သတိပေးကိုပြုတ်ထားတဲ့အကုသိုလ်တွေဘယ်တော့မှမအောင်နေနဲ့ကိုပြုတ်ထားတဲ့အကုသိုလ်တွေမပြုတ်ရသေးတဲ့ကုသိုလ်တွေလည်းမပြုတ်ရသေးလို့ဆိုပြီးကုသိုလ်ရတယ်သင်ပြီးများတခါကျွယ်တော့ကမအောင်မဲ့လိုက်ပါနဲ့မအောင်နဲ့လှုပ်ချင်တော့ထားလို့နမရင်လှုပ်ပြတာလည်းမဟုတ်ဘဲနဲ့သောကဖြစ်နေတယ်သောကောတိဒေါသောဆိုတဲ့တိုင်းနဲ့ဒါဒေါသအနုစာဖြစ်နေခင်ဗျားတို့ကကုသိုလ်ရတယ်ထင်တယ်စင်စစ်ဖြစ်နေတာကသောကဆိုတာဒေါသအနုစာသဘောကျဒါပြန်ဒီကတွေးကောင်းမတွေးကောင်းစဉ်းစားတာမတွေးကောင်းလို့ဘုရားကဥဒိစ္စကုက္ကုစ္စဓာတိယံလို့ဟောတာပေါ့ဥဒိစ္စနဲ့ကုက္ကုစ္စတခုခုရှိနေကျွန်းစိတ်ပေါက်နေတာกว่าတယ်ဒါကြောင့်သူနိဝရဏတရားမေတ္တာတဲ့ဖို့တာတဲ့နိဗ္ဗာန်တာသဘောပါဒါဖြင့်ဒီဥစ္စာတွေးကောင်းမတွေးကောင်းဒါဖြင့်အခုအလုံးမှာလာပြီးကန့်ကွက်တယ်မကန့်ကွက်တယ်ဆိုတာလဲဥရဘုရားတခါကျွဲတို့တခါသစ်တို့စဉ်းစားမိပါဘူးဝိပဿနာလို့ကန့်ကွက်မကန့်ကွက်စဉ်းစားဒုစရအောင်ဝင်နေလားမလို့သေးတဲ့ကုသိုလ်တွေအဲ့ဒီဝိတက်ကလေးကျုပ်ကဝင်နေသေးတယ်ချို့ကမျိုးသုံးသုံးပြီးတခါလာသေးတယ်အခုအလုပ်တွေအကုန်ဟာကုန်သဘောကျဒါပြန်ဘုန်းကြီးတို့ဓမ္မတွေနိုင်ပြုတ်ပြီးသောဒုစရိုက်ကိုလည်းပြန်မတွေးပါနဲ့မပြုတ်လို့သေးတဲ့သူစိတ်တရားတွေကိုလည်းပြန်တွေးမနေနဲ့တွေးရင်ဘာဖြစ်မလို့သောကဆိုရင်ဘာတရားလို့ခေါ်ကြမလဲကုက္ကုစ္စဆိုလို့ရှိရင်ယခုပြတဲ့တရားတွေကတော့နိဝရဏဆိုတာဘာဖြစ်တဲ့တရားပါလဲနိဗ္ဗာန်မဲ့ဖို့တားတဲ့တရားကဲတခါကျွဲဒီလောက်ဆိုသေးကြသဘောကျဒါကြောင့်ဒီကကျော်ဆရာက
ကတာကတဒုစရိတသုစရိတံအာရဘပေါ်တော်ဝိပရိက္ခာရစိတ်တုပါတော့ခုတ်ကုသံပြုပြီးတော့သူချက်ပြုလုပ်ပြီးသေးတဲ့သူစိတ်တရားတွေကိုသူဟာသူတောကဖြစ်နေတော့ကြောင့်တဲ့ဒါကုတ်ကုသကွာရှင်းမလားဒါရင်ဘုန်းကြီးတို့တရားဓမ္မတွေမှာယခုငါတို့တော့မသိသေးခဲ့လို့ရှိရင်မြဲကြစီတော့သိပြီးသားဖြစ်လို့ရှိရင်မလားရှိနဲ့ရှင်းမလားကွာငါတော့တရားတော့နာရှင်ပိုင်ငါအလှလေးကပေးเสียရှိနေသေးတယ်အဲ့ဒီဟာလေးကမပြီးသေးတော့ငါခက်နေသေးတယ်လို့လုံးမနေနဲ့လုံးမနေဘူးနဲ့ဒါကုက္ကုစလူသေးတာလည်းမဟုတ်ပဲနဲ့လူလေးအတွက်နဲ့သူစိတ်တန်စိတ်မချမ်းမသာမလောက်မှမပြည့်မှမပြည့်စုံမှတွေစိုးရိမ်နေတော့သောကသွားဖြစ်အဲ့တော့သူကသူလူရင်တဲ့ချိန်ကြတော့လူလိုက်ကျောင်းဆောက်ခြင်းတဲ့ချိန်ကြကျောင်းဆောက်လိုက်ဖရဲတဲ့ခြင်းတဲ့ချိန်တည့်လိုက်တာပေါ့မလို့ရသေးလို့ခဲသေးဆိုတဲ့သောကတော့မလာဘူးနဲ့လာရင်သူ့ဘာခေါ်ကြပုဂ္ဂိုလ်စကိုပေါင်းခေါ်တော့နိဝရဏဖြစ်နိဝရဏဆိုတော့ဘယ်လေးပဲရောက်သွားမဲ့ဖို့နိဗ္ဗာန်တားတယ်ဆိုတော့ဒကာသစ်တို့ဥလာဘူးဆိုရိမ့်မိပါစဉ်းစားကြည့်ပါတဲ့သူသောကဖြစ်နေတာဒီဝိသတုစိတ်အတွက်လည်းသောကဖြစ်တယ်မသိရသေးတဲ့ကောင်းတဲ့အလုပ်တွေအတွက်လည်းမလုပ်ရသေးလို့ခက်သေးကလာတယ်ခက်သေးကလာတော့ဒီတရားဘာခေါ်ကြသောကတရားပေါ့သောကာတိဒေါသောဒါဒေါသအနုဇာလေးလို့ဒကာဓမ္မတွေကမှတ်လိုက်တာဘယ်လိုမှတ်ကြအဲ့ဒါခင်ဗျားတို့ကဒကာကျွဲတို့လူစုတွေကဒကာသစ်တို့လူစုတွေကကျုပ်ဒီနေ့တရားမထုတ်ဖြစ်ဘူးဘာကြောင့်လို့နောက်သုံးလေးလာနေတဲ့အခါကြလို့ချင်းကျုပ်ကုသိုလ်လေးတစ်ခုကလုံးမယ်လို့စိတ်ကူးလေးရရှိနေတယ်အဲ့ဒီဟာလေးကဘဝလိုတရားလိုတာလေးတွေအတွက်ကျုပ်မှမဒါလေးကသောကဖြစ်နေတယ်ပြောနေတာသောကဆိုတာဘာပါလိဒေါသသဘောကျအဲ့တော့ဖြစ်ကောင်းမဖြစ်ကောင်းကုသိုလ်လားအကုသိုလ်လားမေးကြည့်လိုက်တော့သိရောပေါ့ဘာတရားပါလဲအကုသိုလ်တရားဆိုတော့နိဝရဏဟုတ်မဟုတ်အဲ့ဒါတွေသေချာစဉ်းစားတော့မှခင်ဗျားတို့ကတရားမထုတ်နိုင်တယ်ဒါလေးကဖြစ်နေသေးတယ်ကောင်းတော့ကောင်းတာပဲတရားထုတ်ရင်ကောင်းတာပဲတို့ဆိုဒါလေးကမပြည့်မစုံမလုံးမလောက်ဖြစ်ပြီးဒီကလာမိုးဖြစ်လေးဖြစ်ချိန်ရွယ်တွေကလည်းရောက်လာတာဖြစ်နေတော့မလုံးလည်းမဖြစ်တာနဲ့အဲ့ဒီသောကတွေကချုပ်ကဝင်းနေတယ်ဗျဒါကြောင့်ယခုတရားအထုတ်လို့ကိုယ်ပဲသမာဓိမရဘူးဖြစ်ပြလည်းမမြင်ဘူးဆိုတော့ဘုရားတားတယ်ဆိုတာခင်ဗျားတို့ကြက်ခတ်တယ်ကိုယ်ကိုယ်စားကတားနေတယ်ဆိုတာပေါ်လားဒါပြန်မလုံးနဲ့ဆိုတာလားမတွေးနဲ့ဆိုတာလားမတွေးနဲ့လှုပ်ချိန်ကြတော့ထားလို့လှုပ်ချိန်ကြတော့တွေးလုံးကြီးတော့ဖြင့်တွေးရင်မှာဖြစ်မယ်သောကဖြစ်မယ်သောကဆိုရင်ကုက္ကုစပုဂ္ဂုစဆိုရင်နိဝရဏသဘောကျဘယ်တော့အမြတ်ထွက်တာပါသေးလားတခါကျတချို့ကဒါအကောင်းထင်တယ်ထင်ခဲ့ဘူးလားခင်ဗျာတရားတော်ပြောကြဆိုဗျာတရားပေါ်ထိုင်ရအောင်ဗျာဦးခင်ဗျာခက်တယ်ကျုပ်ကဘယ်နဲ့ဘယ်လားဒီဘုရားတော်ကောင်းကြလာလို့ရှင်သားလေးကြည့်လာလို့မနက်ကလေးထုတ်ပြီးရှင်းလေးပြုစရာကိစ္စကရှိနေတော့ဒီဟာလေးကကျုပ်စိတ်ထဲမှာအပင်းရှူသလိုဖြစ်နေတယ်ဒီသောကလေးကမအေးသေးဘူးဗျာဒီတိုင်းဖြေတာပဲမဖြေဘူးလားဒီတိုင်းဖြေတာကိုထောက်ကြည့်တဲ့အခါကျတော့သောကဖြစ်နေတာသောကဆိုတာဒေါသအနုစာတပည့်ကြသူများထားရိုက်တဲ့ဒေါသကကြတ်ဖို့အခုကတော့သက်သက်ကိုယ့်ဟာကိုယ်စိတ်မချမ်းသာအောင်လုပ်ရှင်းမလားဒါပြန်သူဘာတရားခေါ်ကြမယ်နိဝရဏတရားဆိုလည်းမှန်တာပဲကုက္ကုစဆိုရင်ရောဒါဖြင့်သူကသခင်အလုပ်ကိုယ်ပိုင်အလုပ်ကိုကျေးဇူးရှိမှလုပ်ကိုလုပ်နေတာလားကိုမအားအောင်လုပ်နေတာဒါဖြင့်ကိုမအားအောင်လုပ်တဲ့အလုပ်ဖြစ်သောကြောင့်တဲ့ဒီကုက္ကုစရှိနေကျွန်ဖြစ်နေတာကွာဘုရားကဇာသဟောတာတခါကျော်ဟောလိုက်မဟောလိုက်သဘောပါကြဒါဖြင့်တဲ့တေတိကဆရာကလည်းကတကတံအာရဝဘုဒ္ဓဝိပရိသရောကတကတံပြုတ်ပြီးတော့သူစိတ်မပြုတ်လိုက်ရသေးတဲ့သူစိတ်တွေကိုအာရဝအမှုဘုဒ္ဓဖြစ်သောဝိပရိသရစိတ်တွေပါတော့နှလုံးမသာတဲ့စိတ်တွေပါဒီကုက္ကုစပဲကွာ
ဆိုတော့သိကြောက်เสียမကောင်းဘူးလားပေါ်ကြပါလားဒါဖြင့်ဒကာဓမ္မတွေမျိုးစုံရှောင်ပြီးဒီကလာဆရာသမားပြောတာဆောင်ဖို့ပဲဘုရားဟောတာဆောင်ဖို့ပဲလုံးဆရာရှိတဲ့အချိန်ကျတော့ကုသိုလ်ပြုပါပြုခွန်ကြီးတို့မတားပါဘူးလုံးတာကိုအဲ့ဒီတော့သောကတော့ဝင်မနေနဲ့သောကဝင်နေလို့ရှိရင်အခုမတတ်ဖို့တတ်ချိုက်မတားပဲသိကြောက်เสียမကောင်းဘူးလားအဲ့ဒါကြောင့်ဒကာဓမ္မတို့ဒီတဲ့ပုဂ္ဂိုလ်စာအမှန်တန်ကြောက်เสียကောင်းမတတ်ဖို့တတ်ဆိုတာတနည်းကပြောခဲ့တယ်ဒကာဓမ္မတို့ကတ္တဗဘေယလက်ထက်ကနှစ်2000အထုတ်တဲ့ယဟန်ကြီးတစ်ပါးရှိတယ်လို့ပြောပါသူမြင်နေတဲ့အခါလေလေးနဲ့ဆွမ်းခံရတဲ့အတွက်လေလေးပေါ်သပိတ်တင်ပြီးကြတာလောမလို့တုံသိငင်းလို့ပိန်းရကလေးဆွဲလိုက်တော့ရေကြီးတန်တာနဲ့လက်ကလည်းမလွတ်မိတော့ပိန်းရကလေးပြတ်သွားဒုက္ခအာဘဆိုတာမကောင်းတဲ့အာဘကလေးတစ်ခုပေါ့ဗျာအပေကြတော့မဟုတ်ပါဘူးခြေဒေသနာကြားလိုက်ပျောက်ထွက်သွားတာနောက်မလုပ်ပါဘူးဆိုပြီးတာအဲ့ဒါလေးကသူ့မှာရန်တွေကလည်းရှာမတွေ့တော့ဒေသနာမကြားပြဘူးဆိုကြပါစို့နောက်ကြတော့နှစ်သောင်းအားထုတ်ထားတာသေကံကြီးတော့ဒါကြီးကိုအကြည့်ကျယ်ဖြစ်တာဒီလူကျက်ကလေးကိုငါဒီပြန်ပြီးတဲ့ကာလဒေသနာမကြားမိဘူးလူကျက်ကြံတွေ့တယ်ကိုကိုချဖြစ်မလားဖြစ်ပါဘူးအဲ့ဒီစိတ်နဲ့ဖြုတ်လို့ကိုမရဘူးတဲ့တခါသေးရဒီအတွက်ဖြုတ်လို့ကိုမရဘူးဒါလေးအတွက်ခက်တယ်ဒါလေးအတွက်ခက်တယ်ဆိုတော့သောကဖြစ်သဘောကျဒါလေးအတွက်ခက်တယ်ဒါလေးအတွက်ခက်တယ်ဒါသူများသိစီလဲခေါ်တာမဟုတ်သူများလည်းသတ်တာမဟုတ်ပါဘူးဒီကိုကြည့်လိုက်တော့ကိုပြုတ်ထားတဲ့အမှုလေးကမဖြစ်တော့တာကိုပုဂ္ဂိုလ်စပြန်ဖြစ်သဘောကျဘာပြန်ဖြစ်ပါပုဂ္ဂိုလ်စပြန်ဖြစ်ပြီးဒီကလာပုဂ္ဂိုလ်စဇောနဲ့ပဲဒကာရမတို့သေတော့ခင်းငံမြေတင်ပိန်းတော်လောက်ရှိတဲ့ငကားကြီးသွားဖြစ်ကဲနှစ်2000ရန်တရားအထုတ်ကြတာကတ္တဗဘုရားလည်းကကဲပေါ်ယူပေါ်မရပါဘူးဘယ်သူကချလိုက်ပါလဲပေါ်ကြအဲ့ဒါကြောင့်ခင်ဗျားတို့ဩဒါလေးကိုငါဒေသနာကြားဖို့ကုသိုလ်လေးမလုပ်ခဲ့ရဘူးပြုရပြီးတော့သူရဲ့အောင်းနေတယ်မပြုလိုက်ရသေးတဲ့ဒေသနာကြားမှုကုသိုလ်လုပ်သေးတယ်မလုပ်လိုက်ရဘူးဆိုဒါကြီးကလေဘဲမှာတခါတည်းမွေပတ်တယ်လို့တခါတည်းစွင်းအဲ့ဒီသောနဲ့သေသွားရတဲ့ဒကာဓမ္မတွေပိန်းတော်တော့ရှိတဲ့ကင်းငံမြေတဲ့ငကားကြီးသွားဖြစ်တယ်ဘုရားကဆူချားမှာသွားဖြစ်ဘလောက်များကြောက်ကြကောင်းဘယ်သူချလိုက်ကြပါလဲတကယ်ကျွယ်နှစ်2000နဲ့တော့ရဟန်းတရားကြီးအားထုတ်နေတာနှစ်2000နဲ့အဲ့ဒါကိုပဲကဲမဲ့ယူမဲ့ဟိုတရားတွေကကဲနိုင်ယူနိုင်တဲ့စွမ်းရည်တတ္တိရှိ냐တော့လေပုဂ္ဂိုလ်စချုပ်မြောက်ဘာကြဘုရားတွေကကဲနိုင်ယူနိုင်တဲ့စွမ်းရည်တတ္တိမရှိဘူးလားရှိပါဘူးတို့တော့ဘယ်နဲ့ကြောင့်ပါလိမ့်လို့ပုဂ္ဂိုလ်စကဖြုတ်မရသဘောကျကြဘယ်သူဖြုတ်မရအဲ့ဒီတော့ဘုန်းကြီးတို့ဓမ္မတွေမာတဲ့အနှစ်1000အထုတ်ကြတဲ့ကိုတော်ကြီးတောင်ဖြုတ်မရလို့မလာတဲ့နာကလာပြီးနေတော့ကြောင့်ခင်းငံမြေထံဖားစိန်ကနဂါသွားဖြစ်မနာလားဗျာဒီဓမ္မတွေကြတဲ့ဒီလောက်ကလည်းအာထုတ်ကြတာမဟုတ်တော့ဩငါငယ်တုန်းကမိုက်ခဲ့တယ်လို့ဒီကနေ့တွေးရှင်တွေးလိုက်ပရိဥပုဂ္ဂလိတောင်မှာငါကမစောင့်နေရဘူးဆိုတော့ကုသိုလ်ဘက်ကလည်းမစောင့်သေးတာမလုပ်ရသေးတာတွေးအကုသိုလ်ဘက်ကလည်းလုံပြီးသားတွေတွေးဆိုတာကိုယ်ကူစာသဘောကျသူကနေပြီးဒီကလာဒီကနေ့များလာလိုက်မယ်ဆိုရင်ပြန်ပဲကြသွားကြလိမ့်မယ်သိကြောက်ကြမကောင်းဘူးအခုဧလကပတ္တနဂမင်းကြီးဆိုတာဒကာဓမ္မတွေအခုတနေ့ကလည်းဒီကုက္ကုဆအကြောင်းနဲ့ပတ်သက်ပြောခဲ့ပါတယ်အခုလည်းဒီဝတ္ထုကျုံလာပြန်တာနဲ့ပုဂ္ဂုစအတွက်ကျုံလာပြန်တာနဲ့ဒကာဓမ္မတို့ငကားဖြစ်ခြင်းလို့ဖြစ်ရတာလားပုဂ္ဂုစကငကားဖြစ်ခိုင်းတာအဲ့ဒီငကားဖြစ်ခိုင်းတော့ဒကာဓမ္မတို့တိရစ္ဆာန်ဘဝရောက်တိရစ္ဆာန်ဘဝရောက်တော့တိရစ္ဆာန်ဘဝကလူဘဝရဖို့ဆိုတာတော့ဒကာဓမ္မတို့လူပြေကအရင်းဟောင်းထားခြုံလေးအပေါ်တဲ့ထားဓမ္မပြေကအရင်းကခြုံလေးအောက်ဆိုင်ချလာရေးဓမ္မပြေကဓမ္မတယောက်ကအသွားချင်းဖြီးဖို့မြင်သေးအဲ့ဒီလိုပဲတိရစ္ဆာန်ဘဝကလူဘဝတက်ဖို့မရတော့ဘူးသဘောကျအမှန်တန်ရောက်ကြအောင်ကောင်းတယ်ဒါခရီးဟောတော်မူတာပါဒါနဲ့
ဘုရားဟောတာကိုကိုယ်တိုင်ပြောပြပါဦးမယ်ဆိုတော့သူဘုရားပွင့်တယ်မပွင့်တယ်သိအောင်လို့သူသမီးလေးပြပြင်းမောက်တင်ပြီးလက်ရည်ကွယ်တိုင်းဂါထာပု္ပ္ပာလေးတွေမေးပါတယ်အကယ်ဖြေနိုင်လို့ရင်သူသမီးနဲ့လက်ထပ်ပါဘူးဘယ်သူမှဖြေနိုင်နောက်ဂေါရမဘုရားပွင့်လာတယ်ဆိုတော့တရားဓမ္မတို့ကတ္တဗဘုရားလက်ထက်ကဖြစ်လိုက်တာဂေါရမဘုရားလက်ထက်တောင်မှငကားရှိသေးတယ်ဒီ73ဝင်တည်းရပါတယ်ဆိုတော့ခက်ဘူးလားဒါတော့ဒီအောင်တိဋ္ဌံဘဝနဲ့ဆိုတော့ဘာသာမှမကြားရအဲ့ဒီမှာဥတ္တရလူလင်ကဖြေမလို့လာတဲ့ခါဘုရားကငကားတော့ကျွတ်ဖို့မြင်ဘူးဥတ္တရလူလင်တဲ့ကွာကြံတဲ့ပုဂ္ဂိုလ်တွေကျွတ်ဖို့မြင်တယ်ဆိုပြီးဘုရားကမြင်နာလာတာမြင်နာလာပြီးကလာဥဒ္ဒလူတွေမင်းပဲသွားမလို့ငကားသမီးလိုချင်တော့ဖြေသွားမလို့မင်းဖြေပြောစမ်းဖြေပြောလိုက်တယ်တခုမှမဟုတ်ဘူးအဲ့ဒီမှာဘုရားကဖြေပေးလိုက်တယ်သက္ကရာတိတိယာဇာသရှိတိသဘောကျအဲ့ဒါတွေတော့မချက်တော့ပါဘူးတဲ့သူသီးသန့်ဟောနေရမှာဖြစ်နေလို့ကုက္ကုစအရေးကြီးလို့ပြောပါတယ်ဒီဓမ္မတကားလဲဥဒ္ဒရလူတွေနဲ့ကွာတရားနာတဲ့ပုဂ္ဂိုလ်တွေရတာအကုန်တရားဓုတွေရကုန်မြစ်သေးသွားပြီးကလာသွားဖြေလိုက်ဥဒ္ဒရလူကဖြေလိုက်တော့ဘုရားပွင့်မှသူသိအဒီဖြေရသူလူရင်းနေနိုင်တဲ့ဖြေမဘုရားပွင့်မှဖြေနိုင်တဲ့ဖြေဆိုတော့သူသိဒါနဲ့ဥဒ္ဒရလူတွေမင်းဘုရားပွင့်ပြီကွာဘုရားရှိလိုက်ဖို့ပါဆိုသူလူအောင်ပန်းစင်းပြီးလိုက်တာလိုက်တဲ့အခါကျတော့တတိတော်ဘုရားကတ္တဗဘုရားလည်းက2000တိုင်းနဲ့2000တိုင်းနဲ့ရန်ရအထုတ်ကြတာယခုပုဂ္ဂုစဆိုတဲ့တရားလေးနှိမ့်ဆက်လိုက်တဲ့အဖြစ်ကြောင့်တတိတော်ဘုရားဖားခြင်းငါးခြင်းကငကားကြီးဖြစ်ရပါတယ်ဆိုမိုးတာဟုတ်ဘုရားမဲ့လည်းဘုရားကလည်းဘာမှမတတ်နိုင်တော့ရှင်ဘုရားတတိတော်ကဲပါအောင်ယူပါအောင်လို့သူတောင်းပန်တာမကဲနိုင်မယူနိုင်ဘူးလူ့ဘဝရအောင်မင်းပြန်ကျိုးစားအောင်ဒါပဲတတ်နိုင်တရားဓမ္မတို့ခမည်းတော်ဘဝလေးကသေးသေးသိမ့်သိမ့်နဲ့ရလာတယ်လို့အောက်မဲ့မနေပါနဲ့ဒါလေးခမည်းတော်ကကူသာယသမီးရှိပွားရင်းနဲ့လူဘဝကြီးတစ်ခုလုံး85နှစ်လောက်တန်းတာရှိတာဒါလေးအလွယ်သုံးစားနဲ့ဖြုံးပြကြအောင်ပဲဆိုတော့အရာကြီးရတာကိုအလွယ်သုံးစားသုံးပလိုက်တာတခါကျွယ်သိမ့်တာဘာကြောင့်မရကြောင့်ဆွေကြောင့်မျိုးကြောင့်ရက်ကျွံရွာကျွံနေဖြုတ်ပြီးတကလားဒကာဓမ္မတွေခန္ဓာအလွယ်သုံးစားလုပ်ပလိုက်တာမရသူရထူးတဲ့ခန္ဓာကြီးကိုအလွယ်သုံးစားလုပ်လို့တော်ပါတော်ပါဗျာဥမှန်ပြောကြပါစို့စိန်ငါးရီ6ရီရအောင်မှာဒီမိဘလည်းကဘုရားကျော်ရောက်ပြီးစုရမယ်ဆိုရင်လွယ်ဖို့မလို့မလွယ်ပါဘူးဟာအကြောင်းမြင်ရတော့ဘုရားကျော်ကတေဟုတ်တယ်နေတဲ့အခြေအနေရောက်လို့အရောက်နေကလည်းစွန်လို့မနှဲစုခဲ့ရလို့ရှင်ပဲ9ရီ6ရီသူဝှချင်ဝဲရအဲ့ဒါလေးတကားဒါကစားဝိုင်းရှိတဲ့ခါကျတော့တိုင်းနေမှထင်လို့ကစားဝိုင်းသွားထိုးလိုက်မယ်ဒါလေးဖလှယ်ပြီးတော့ဆိုဒါလွယ်သုံးစားမကြဘူးလောက်ခဲ့ရတာကလွယ်ကူသလားမလွယ်ဘူးဒီမှာလေလူဘဝတက်ခဲ့ရတာကလွယ်ကူမလွယ်တဲ့တဲမှာခင်ဗျားတို့ကသာယသမီးရှိပွားရေးကစားဝိုင်းမှာအလွယ်သုံးစားတွေခန္ဓာသုံးနေလို့တခါကျွပြောနေတယ်မပြောလိုက်ဘူးလားသေးသေးချာချာစဉ်းစားပါခင်ဗျားတို့သားလေးနေမကောင်းသမီးလေးနေရာမချသေးသားတွေကပညာရေးချင်းကသဘောစကားဖြစ်နေလို့ဆိုပြီးကိုယ့်သက်တမ်းကိုသူတို့ကြုံခံပြီးထုံးနေတဲ့ဥစ္စာလွယ်သုံးစားဟုတ်မဟုတ်ချိန်ပါအဲ့ဒီလွယ်သုံးစားတွေကိုခင်ဗျားတို့ကလည်းထုံးတမ်းတဲ့ကိုမသွန်းလိုက်ပါနဲ့ထုံးတမ်းနဲ့သွန်းလိုက်တာကကိုလိုစုံလုံးကိုင်းချင်းမြင်လို့ပြောတာပါကိုရင်ကလည်းဒီလိုပဲသားနဲ့သမီးနဲ့ဘူပန်းပြီးနေတာပဲကျွတ်တို့ကလည်းဒီလိုနေရမှာပဲလူပြေဆိုတာဒီလိုပဲလို့အဲ့ဒါကညလုံးကိုင်းချင်းညှိနေတဲ့စကားပါသဘောကျဘယ်လိုညှိကြညလုံးကိုင်းချင်းဘုန်းကြီးကဒီလိုမညှိပါနဲ့လို့တခါစစ်တယ်တခါကျော်တယ်ဥလာဘူးလို့ပြောတယ်ခင်ဗျားတို့မရသူရသူပြီးလူဘဝရဖို့ရအခုဘုရားဟောလိုက်တော့မခက်ဘူးလားအမှန်တမ်းမြင်တဲ့ကိုယ်တော်ကြီးကပြောတာဗျာမှန်ကောမှန်ဘူးလားအဲ့ဒီဥစ္စာခင်ဗျားတို့လူဘဝရလို့ရှိရင်နိဗ္ဗာန်တက်ရမယ်အခုနိဗ္ဗာန်တက်ဖို့လုပ်သလားဆိုသားကြောင့်မရကြောင့်ခံနေကြသလားလို့မေးရင်မနဲ့ဖြစ်ကြဒါပြန်လွယ်ကုန်းတာဟုတ်မို့ခေါင်းကဘုရားကျော်တဲ့စိန်ကိုပေါင်ပြီးဒီခါလာကစားဝိုင်းသွားသလိုမဖြစ်ပေဘူးလေအဲ့တော့ဘုရားကျော်တာတွတ်မိမလားတွတ်မိတယ်ကတက်ကိုတွတ်မိဟာလွယ်ကုန်းစားတဲ့အချိန်ကြီးများလုံးတယ်ဆိုတာကိုရင်းမိသားကြောင့်မရကြောင့်ခံတဲ့လို့ဒိဋ္ဌိတဲ့လို့ရေကန်ထောင်တဲ့လို့ဒါနဲ့ပဲချိန်ကုန်ပြီးကြလားကိုယ်ရေးကိုယ်တိုင်ဥပဒနာဉာဏ်ကမဲ့ဉာဏ်ကူးမဲ့လို့ကိုမလုံးဖြစ်လို့ရှိရင်ဒါဘာလုံးနေတာတော့ဆိုမရဘူးရထူးတဲ့စိန်ကိုဟုတ်လားကစားဝိုင်းမှာလွယ်သုံးစားသုံးတယ်လို့
မရဘူးရထူးတဲ့လူဘဝကြီးကိုအလွယ်သုံးစားသားကြောင့်မရကြောင့်ဖြစ်နေခန္ဓာကိုယ်သက်တမ်းဖြုံးပလိုက်သို့နိုင်မလားသေးသေးချာချာကြွမှရှုံးတာသိတယ်ရွာလေးရတဲ့မှာဟိုရင်ကဒီကြည့်နေမယ်ဆိုတော့ဖြင့်ဟိုရင်ကလည်းနိဝရဏတရားတော့မသိတော့ဇုံလုံးကဒီငါနိဝရဏတရားမသိတော့ဇုံလုံးကချင်းကျတော့ဟိုရင်ကလည်းဒီလိုပဲကျတော့ငါလည်းဒီလိုပဲအဲ့တော့တတ်နိုင်မှုရဒီလိုနေကြရမှာပဲဒီလိုမကြည့်ပါနဲ့တဲ့ခုမျိုးလုံးမြင်ကျဲတဲ့ဖရာမျိုးလုံးမြင်ကျဲတဲ့ဆရာသမားကလမ်းချွန်နေတော့ခင်ဗျားတို့အလွယ်သုံးစားမလုံးနဲ့အလွယ်သုံးစားမလုံးနဲ့မရဘူးရထူးတဲ့ဘွားကြီးဒီခါကျွံသွားလို့ရှိရင်ကြောက်ခဲရည်ကြဒီခါလွဲသွားရင်ဘယ်နဲ့ဆိုကြကြောက်ခဲရည်ကြလို့ကိုခင်ဗျားတို့ကအာသန်နေလို့ဒီအိဗယ်ကိုဈာဖောက်ပြီးရှင်းပေးနေပါတယ်သဘောကျခိုင်းဒါဖြင့်ကုက္ကုစဆိုတာဒကာဓမ္မတို့ဘယ်ချိန်လာတတ်ပါလိမ့်မလို့လို့ငဲတော့ခொနဲ့ကရဟန်းကြီးနဲ့သောင်းအားထုတ်တာသေကံနီးမှလားဘယ်ချိန်လားအဲ့ဒါကတစ်ချက်ပြီးတော့အခုလိုဆရာကောင်းသမားကောင်းဖြစ်ပြီးခင်ဗျားတို့ဥပဒနာအလုပ်တွေအလုပ်ခိုင်းတော့ငြိမ်ငြိမ်လေးထိုင်ပြီးအသက်မှန်မှန်ရှုနေမှတွေးလုံးကလားတွေးလုံးကလားအဲ့ဒါလည်းမနိုင်ခဲ့တဲ့သားပေါ်ဆိုးခဲ့တယ်သူတို့ရှားကျွေးခဲ့ရတယ်လေတရားတာမတရားတာတွေစုံလို့ဒါတွေနဲ့အထုတ်လို့မှဖြစ်ပါမလားမှန်ပါဘူးလာပြီလာပါဗျာကုက္ကုစကတကသိကုက္ကုစဓမ္မလာကြီးနဲ့တကကျွဲဒါပါမလာကြီးနဲ့နော်သူတို့ကလာရင်ဘာလို့မလို့တော့ဆိုတာကိုရှင်းမညံဖုန်ညံတားမလို့လားဘာရှင်းပြီနော်မညံဖုန်ညံတားမလို့လားဆိုတာသိကြပါလားခိုင်းဒါဖြင့်နေတော့ကတော့မိုက်ခဲ့ရကြီးပြန်တော့ဝေဒနာတွေကဆွဲလို့ကိုလို့ရမယ်ရေးတယ်မှန်းကြည့်ဖို့ဖြစ်တဲ့ကုသိုလ်တွေကျွတ်တို့ကလည်းမလို့ဖြစ်ပြန်ဘူးလို့လာကြမှန်းကြည့်ထားတဲ့ကုသိုလ်တွေပါတော့မလို့ဖြစ်ပြန်လို့သူသောကဖြင့်ဒါလည်းပါခေါ်ကြပုဂ္ဂိုလ်စပဲမဲ့ညာဘုံညာတာမတာဒါရဲ့နိဝရဏတရားသဘောကျဒါဖြင့်ကျွန်းနဲ့မတူဘူးလားကိုယ်လုံးဖြစ်သလားတဲ့အပေကြဖို့လုံးဖြစ်သလားကိုယ်လုံးဆိုတာကအပေတိုင်းကလွတ်ကင်းပြီးဒီကလာနိဗ္ဗာန်သွားဖို့လုံးမှာကိုယ်လုံးကိုဗျာအပေသွားဖို့လုံးဆိုတာဥစ္စာဒီကားလို့ရှင်တဏှာခိုင်းတဲ့အလုပ်ပုဂ္ဂိုလ်စခိုင်းတဲ့အလုပ်ဆိုတော့ကိုယ်လုံးဟုတ်သေးရဲ့အဲဒါကြောင့်ကိုယ်လုံးသူ့လုံးမကွဲအောင်ပုဂ္ဂိုလ်စဆိုတဲ့တရားတွေခမည်းတော်ကိုတဲ့ကျွန်းတစ်ပေါက်တွင်းလို့အပယ်လေးပါးကျွန်းတစ်ပေါက်တွင်း30ဘုံတန်းမှာကျွန်းတစ်ပေါက်ဖြစ်တဲ့သားကျွန်းမရကျွန်းဖြစ်တဲ့အချိန်ကုန်အောင်လုပ်တတ်တဲ့တရားဖြစ်လေသောကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေကုက္ကုသုဒ္ဓိစဓာတိယံဆိုဓာတိယံကျွန်းပဲရှင်းမလားရှင်းပါပါဘုရားဒီနေ့ကစပြီးတဲ့ကာလပညာသင်ကြပါအောင်ဆိုတာသတိပေးလိုက်တယ်ပြုပြီးသားသူရဲ့ကိုအောင်းမေကောင်းသလားမပြုရသေးတဲ့ကုသိုလ်လုပ်တွေရောမအောင်းမေကောင်းဘူးအောင်းမေရင်သောကဆိုတာဒေါသအနုစဒေါသအနုစဆိုတာဒကာဓမ္မတို့ခုတ်ကုစဆိုတာမဲ့ဖို့တာတဲ့နိဝရဏဒီလိုအကြောင်းကျိုးတွေဆက်ပြီးသမေတွေအကုန်ပေါင်းယူလိုက်တဲ့အခါကျတော့နိဝရဏတရားဆိုတာပေါ်လာဘူးလားခိုင်းဒါရင်ခွန်ကြီးဒကာဓမ္မတွေဒီနှစ်ခုကိုဖယ်ရှားတဲ့နေတဲ့သိပြီခုနကငကားမင်းကြီးလူဝါရအောင်မင်းပြန်လုပ်ပါဦးနဲ့ပဲသတ်သိမ့်ရဘယ်တော့မှမဲ့ဖို့တည်သွားတယ်လို့ပါဖို့မပါတော့တည်ရင်တည်တယ်ဟောချမှာပေါ့အခုတော့မင်းမတတ်နိုင်ဘူးကွာဟိတ်တိဋ္ဌာန်ဖြစ်နေလူဘဝရအောင်လုပ်ပါဦးလူဘဝရောက်ပြန်လဲတွေ့ဖြစ်နေမရဘူးတည်ပြအောင်လုပ်ပါအောင်လို့လာအောင်မှာပဲအဲ့လောက်တောင်အဖြစ်ဆိုးအကျုံကြီးကြုံပြီးမကောင်းတာအကုန်ဆုံးပြီးသံဃာခရီးတယ်ဖြစ်ပြီးဒီကရဟံသံဃာဝန်တန်သမာအတုကဌာနမဒုက္ခသစ္စာကြီးနဲ့လေဓမ္မဖြစ်ပြီးဒီကလာနေရတာခေါင်းကငကားမင်းကြီးမှာဒကာသစ်တို့ဒကာကျွဲတို့ဘယ်သူချလိုက်တယ်ကြောက်เสียမကောင်းဘူးသဘောပါကြအဲ့တော့ဒီဃာဓမ္မတွေမှာလည်းသားနဲ့သမီးနဲ့ဆွေးနဲ့ငွေနဲ့စိမ့်နဲ့ရွှေနဲ့အိမ်နဲ့ယာနဲ့နေကြတော့ထိုက်တန်တော့ရှိကြတာဖြစ်တော့ဒါလေးဘယ်သူများပေးရပါဒါလေးဘယ်သူယူဘယ်သူပေးခဲ့ရပါမလို့သေကံနည်းတော့လုံးနေစားစမ်းမှနဲ့
သဘောကျဒါတွေဆွဲကိုဆွဲမနေနဲ့ကိုယ်လို့ကိုယ်ခန္ဓာကိုယ်ရှုသေးဆိုတာလည်းသင်ထားတယ်မသင်ထားဘူးလားဘာလို့ရမှာလဲကိုယ်ခန္ဓာကိုယ်ရှုပြီးကြတာသိကြပါလို့ပြောလိုက်ကိုယ်ခန္ဓာကိုယ်ရှုကိုယ်ခန္ဓာကိုယ်မုံကိုယ်ခန္ဓာကိုယ်ဆုံးကိုမြင်ပြီးကြလားသိလိုက်လို့ရှင်းဖြင့်ဘုရုရှင်ကသောတာပန်သရဂံအနာဂံဖြစ်ပြီးသေဂဏိဖြစ်နိုင်တယ်လို့ဆိုတာလေသက္ကုဏတုန်းကတော့သေချာဟောခဲ့ပါပြီရှုသေးပါလို့ပြောဘူးလားအဲ့ဒါကတော့ဘာကြောင့်လဲဆိုလို့ရှင်းဖြင့်တဲ့တရားဓမ္မတို့နိဝရဏကိုမလောင်တားတဲ့အလုပ်လည်းဖြစ်သွားကြောင်းကိုယ်ပိုင်အလုပ်လည်းဖြစ်သွားကြောင်းသခင်ဖြစ်သွားတယ်ကိုယ်ဝင်လာရင်ကိုယ်ပုစ္ဆဝင်လာရင်ကျွန်ဖြစ်ပါတယ်ရှင်းမလားကဲဒါဖြင့်ဒီကနေ့မှတရားဓမ္မတို့အကုသိုလ်တွေးဖို့အရေးရလဲကိုယ်ရေးမဟုတ်ရှင်းမလားရှင်းပါဘူးမလုပ်ရသေးတဲ့ကုသိုလ်တွေမလုပ်ရသေးလို့ဆိုရင်လည်းအလုပ်ဟာလဲကိုယ်ရေးကပါပါလိမ့်မလို့ကိုယ်ခန္ဓာကိုဖြစ်ဖြစ်ရှုသေးကိုယ်ရေးကပါပါလိမ့်ကိုယ်ခန္ဓာကိုဖြစ်ဖြစ်ရှုသေးပါကိုယ်ခန္ဓာအိဋ္ဌကိုကိုမြင်အောင်လုပ်ပြီးသေးပါလို့ဆိုတာကိုဖြင့်များစွာတိုက်တွန်းရှင်းမလားရှင်းပါဘူး။ကောင်းပြီဒါဖြင့်ကုက္ကုစအကြောင်းဖြင့်ဒကာဥလာဘူးရေသိကြပါလားသိကြပါပါဒီနဂါမင်းကြီးဝတ္ထုထုတ်သဖြင့်လဲသိကြပါပါသိကြနော်သူသာလာလို့ရှိရင်ဖြင့်ပယ်လေးပါးဆိုတော့ဒိဋ္ဌံဘုံနဲ့ပယ်လေးပါးတဲ့ကတပါးပါဝင်ဘူးဗျမနဲ့နာသွားဘူးလားအေးဒါကြောင့်ပြန်တက်ဖို့ရဘုရားတောင်ကူနိုင်သေးရဲ့မကူနိုင်ပါဘူး။ခိုင်းတကကျွယ်ဒါလေးဒေသနာမကြားခဲ့ရကုသိုလ်လေးမလုပ်ခဲ့ရတာနာလိုက်တာတဲ့ဒါလေးကြောင့်တခါလေနှလုံးအထုတ်တာတွေကကဲမဲ့ရင်မဲ့လို့မလာပဲနဲ့ဒီကုက္ကုစလေးကနေပြီးဒီကရာတိဋ္ဌံဘုံထိုးရှိုက်တယ်တခါသက်နာရီသက်ဖြစ်ချင်းအနဲ့နှလုံးနဲ့ဗျာဓမ္မဗလာတက္ကရာမှာဒီတိုင်းလာပါတယ်မနာဘူးလားနာပါပါဗျာကဲဒါဖြင့်ဒကာဓမ္မတို့ကုက္ကုစလာခဲ့တော့ဘယ်နဲ့လောက်ကြမလို့လို့မေးရင်ဖြင့်ဒီတရားပွဲမှာအားလုံးသိပါပြီတကယ်ကုက္ကုစလာပြီဒကာသက်ဘယ်နဲ့လောက်သူ့ရင်ရှုသူ့ရင်ရှုဘာလို့အောင်သူ့ပဲဖြစ်ဖြစ်ရှုရမယ်ဆိုတာသိကြပါလားကောင်းပြီသူ့ပဲဖြစ်ဖြစ်ရှုတာဘယ်ပါဠိတော်များလာပါလိမ့်မလို့ဆိုတော့ဝိကိတ္တစိတ်တံဝိကိတ္တစိတ်တံဒီပဇာနာတိဝိကိတ္တစိတ်တံဝိကိတ္တစိတ်ကိုဝိကိတ္တစိတ်တံဒီဝိကိတ္တစိတ်ပြီးပဇာနာတိဖြစ်ပြသိအောင်ရှုกว่าသူ့ကိုပဲဖြစ်ဖြစ်ရှုပြပါလို့ဆိုလို့ဆိုသေချာဟောပါတယ်ဝိကိတ္တစိတ်တံဝိကိတ္တစိတ်တံဒီပဇာနာတိဝိကိတ္တစိတ်တံပြောင်းနေတဲ့စိတ်ကိုဝါကုက္ကုစနဲ့ရောနေတဲ့စိတ်ကိုပဇာနာတိဖြစ်ပြသိအောင်ရှုသူ့ကိုရှုပြပါဝိကိတ္တံဒီဥဒိစ္စကုက္ကုစံတို့ဒဂရဆရာများဖွင့်သောကြောင့်ဥဒိစ္စနဲ့ကုက္ကုစတွဲပြီးဝင်တတ်တယ်တွဲပြီးဝင်လို့ရှိရင်ဖြင့်ဒကာဓမ္မတွေနှစ်ခုလုံးပါလို့อ่ะဂိုင်းသူ့ကိုမနိုင်နိုင်အောင်ရှုနော်မနိုင်နိုင်အောင်စိတ်ဓာတ်ဥပဒနာသတိပဋ္ဌာန်ပါဠိတော်ကမနိုင်နိုင်အောင်ရှုပါလို့သေသေးချာချာဟောပြီးဒီနောက်မှတပည့်တော်တို့ဘာလို့အောင်မှာတော့မေးတော့မှဒကာဓမ္မတို့ကြိုက်တဲ့ကမ္မဋ္ဌာန်းပြန်ရှုသူ့မနိုင်ပဲနဲ့တော့ကြိုက်တဲ့ကမ္မဋ္ဌာန်းကိုမလှည့်ပါနဲ့သူ့ကိုမနိုင်နိုင်အောင်စစ်တိုက်ပါဦးဘာဒါရင်ဘုရုရင်ရှုရမယ်ပုဂ္ဂိုလ်ဆလာရင်ကိုယ်ဝိသဖြစ်ဖြစ်ကိုယ်ဝိသဖြစ်ဖြစ်ကိုယ်ဝိသဖြစ်ဖြစ်ကြီးရှုနေသူကရှုကံလာတာဆိုတာကိုသိကြပါခင်ဗျားတို့အတွက်ဟာဒကာကျွယ်အများကြီးတွေ့နေနော်ဒီပုဂ္ဂိုလ်ဆကဒီကနေ့နဘူးပေါ်လက်တင်ဆရာဝန်လက်လျှော့တယ်ဝေဒနာတွေရတော့မှဒီသားပဲလို့နေရမလဲသမီးပဲလို့နေရမလဲဆိုတဲ့တွေးလုံးတွေမလားလာပါဘူးပြုပြီးသားသူစိတ်တွေလည်းတွေးလုံးတွေကလာပါဘူးသူတို့ရှင်းလည်းမပြုခဲ့ရသေးပါလားဆိုတဲ့ကုက္ကုစကလာပါဘူးဒါတွေကရင်ဘာလို့ကြရှုနိုင်ရင်နိုင်အောင်ရှုနော်မရှုနိုင်ငကားတော့သိကြတာပဲမရှုနိုင်ရင်ငကားဘဝတော့သိကြတာပဲဖာလိနာငါကိနာဖြစ်နေဘယ်တော့မှမကျွတ်နိုင်ဘူးသဘောကျအမှန်တန်ကြောက်ကြအောင်ကောင်းတယ်အေးဒါကြောင့်ဘယ်လင်ဘယ်သားဘယ်ပစ္စည်း
ဘယ်မရရဲ့လို့တကားကြွယ်မလာစီနဲ့နော်မလာစီနဲ့မလာစီနဲ့ဒီချိန်မှာရေးကြည့်တဲ့ချိန်ရေးကြည့်တဲ့ချိန်မှာသူကဝင်ပြီးနှောက်ယှက်ပြီးသူကဝင်ပြီးကြောင်းဆောက်ထားတဲ့ကုသိုလ်လည်းသူကအကျိုးပေးမခံဘူးသူကငါရင်အကျိုးပေးမယ်ဆိုပြီးဝင်လာဘလို့ဆိုးရသဘောပါအဲ့တော့သူကဘာလာဖြစ်လာတော့ဆိုတော့အာသန္နကံလာဖြစ်လာအာသန္နကံဆိုတော့သေကံကြီးနဲ့နီးတယ်ကွာသုတိစိတ်နဲ့နီးတယ်ကွာဘာလာဖြစ်လာအာသန္နကံလာဖြစ်လာဘယ်သူနဲ့နီးပါလဲသုတိစိတ်နဲ့နီးတဲ့ပုဂ္ဂိုလ်စားဖြစ်မလားဘူးလားအဲ့တော့ဥပမာလေးတစ်ခုတရားဓမ္မတွေကမှတ်လိုက်ပါတော့အရင်အားတွေကမကယ်နိုင်တာဘယ်နဲ့ကြောင့်သုံးခရားသူတို့ကလာပါတော့လားဆိုတော့ခင်ဗျားတို့ကဒီဘက်သွားအောင်ကြည့်တာဘူးအရင်ပြုတ်ထားတဲ့နှစ်သောင်းအားထုတ်ထားတဲ့သီလတွေကျန်စစ်စိမ့်နေဘာကိစ္စရှိတော့အခုတော့ဒီလိုအားတွေတော့အောင်းမေဘူးခင်ဗျားတို့ဥပဒနာရှိဖို့တော့မောင်းမေဘူးသားလေးပဲလည်းနေရမလို့ငါရိုးစင်လေးတဲမလို့ကလည်းမတဲဖြစ်သေးဘူးမဟုတ်တာတွေကလာနေပုဂ္ဂိုလ်စားကပဲလာနေတော့ခင်ဗျားတို့လာစက်နာကလာတာမလာတဲ့နာကလာအဲ့တော့သူကသေဘောက်သေဝါနဲ့ဘယ်နဲ့နေလဲဒါကြောင့်သူကအရင်ကျုပ်ပေးချင်လောကီဥမာနဲ့ပြောလို့ရှိရင်ခင်ဗျားတို့ဘုံငွေရှင်းပါလိမ့်မယ်ဒီဥပမာလေးကိုသေချာလည်းမှတ်ကြပါနွားအိုနွားပြေကိုနွားငယ်ညနေနွားကြောင်းသားကနွားတရားလောက်မောင်းပြီးခြံထဲသွင်းလိုက်နွားကြောင်းသားကလည်းသူအိမ်ပြန်ဖို့ရေးကအမှန်တန်ကြီးပါလေအငှားကြောင်းတာကိုဒီနွားတွေခြံထဲပိတ်ပြီးမှသူပြန်မှဖြစ်နေတော့နွားတွေမောင်းသွင်းအဲတင်းရိုက်သွင်းဘယ်လိုပဲရိုက်နွားကိုနွားကြက်တွေကတော့မှန်မှန်ပဲသွားမှာအားရှိတော့သွားမှာခေါင်းကနွားပြေကိုလေနွားလက်ကလေးတွေကတော့အရင်ရောက်အောင်ပြေးတာအရင်ရောက်အောင်ပြေးတော့တခါကသူတို့ကနွားချံဒီနောက်ဖေးဘက်ကြီးအဝေးဘက်ကြီးရောက်တော့သွားတာပေါ့ဗျာခြံထဲမှာအပေါက်နဲ့ဝေးတဲ့ဈေးကြီးတို့ကရောက်ရောက်သွားဘာလို့အရင်ဝင်ရတပည့်ကြနှုတ်ကြီးတွေကတော့ဘယ်လိုရိုက်သွင်းမကိုကမှခတ်ချက်ချက်ခတ်နိုင်နေဖြစ်နေတော့မသွားနိုင်တော့ဒီပေါဝါနာတယ်မဲ့သူတို့ဒီတကားပိတ်ပြီးပြန်သွားတော့သူတို့ကအပေါဝါအိတ်ရတယ်နှအိုကြီးငပြုံးနလန်ကြီးကဟိုးကျေကျေဝုန်းမှသွားအိတ်တယ်အဲ့ဒီတကားပိတ်ပြီးနွားကြောင့်ကပြန်ရောနောက်ပြန်နဲ့သူနွားကြောင့်ကိုလှုပ်လို့တဲ့အခါခြံဖွင့်တဲ့အခါကျတော့တကားသစ်တို့တကားကျွဲဥလာဘူးတို့စဉ်းစားဘ누구ရင်ထွက်မလဲကဲနှအိုကြီးကရင်ထွက်ဘာလို့လဲခြံပေါင်းနဲ့နီးလို့သဘောကျဒီမှာလည်းခင်ဗျားတို့တဲ့ဒီပြန်ကုသိုလ်တွေကအကျိုးပေးဖို့တွေအများကြီးရှိပါတယ်တို့တော့ခြံပေါင်းနဲ့နီးတဲ့ပုဂ္ဂိုလ်စားကသေကံကြီးမှလာပြီးကန့်ွက်ချတယ်ဒါကြောင့်သူကရင်ကျိုးပေးချတယ်သူကဟိုဘဝထွက်ပေါက်နဲ့သွားနီးပေါ်လားဩဒါဖြင့်ဒီဥပမာအတိုင်းပဲဩဒီပြန်ကုသိုလ်တွေကဝေးရောက်သူကအနည်းနဲ့အနည်းရောက်နေတော့ဒီဘဝကဟိုဘဝထွက်ဖို့ကြတော့သူကနေအရင်ထွက်ပြီးကျိုးပေးချတယ်ဘယ်တော့ကြောက်เสียကောင်းကဲတရားဓမ္မတို့စဉ်းစားမိကြသူကရင်ဝင်ကျိုးပေးတော့နှအိုသဘောဗျာထွက်တော့သူကရင်ထွက်သဘောကျဘယ်လိုမောင်သူတို့ပိတ်နေတဲ့ဟိုနွားတွေကထွက်နေရလားဒါနဲ့သူတို့ကရင်ထွက်ရမယ်ဆိုတာမသိကြဘူးဘာကြောင့်လုံးတော့မေးတော့ဘယ်နဲ့ဖြေကြချံပေါင်းနဲ့နီးလို့ဒကာဓမ္မတို့ဘယ်နဲ့ကြောင့်ပါလိမ့်ရှင်းမလားဒါပြန်ခင်ဗျားတို့လည်းဒီဘဝကနေဟိုဘဝကိုထွက်ပေါက်နဲ့မနေဘူးလေပုဂ္ဂုစကလေဒါပြန်ထွက်ပေါက်နဲ့နေတဲ့ပုဂ္ဂုစဖြစ်လေတော့ကြောင့်ခொနဲ့ကနှစ်နှစ်သောင်းကအဝေးရောက်နှစ်နှစ်သောင်းတရားထုတ်ထားတာကခொနဲ့ကပိန်းလိုက်ဆွဲတဲ့အပြစ်ကလေးကဘယ်ရောက်အနည်းထွက်ပေါက်နဲ့ရောက်နေတော့ဖြတ်ဆိုသူကငကားဖြစ်ကျုပ်ပေးဖြတ်ပေါ်ကြဒါပြန်ပုဂ္ဂုစတကားသိဒကာကျွဲသိကြောက်เสียကောင်းတဲ့တရားပါဘူးလားဘူးပေါ်လားဒါရင်ဘုန်းကြီးဒကာဓမ္မတွေဒီချိန်ပါလို့ကြရမယ်ကိုယ်ခန္ဓာဖြစ်ဝေဒနာလားဝေဒနာဖြစ်တဲ့ရှုပေါ်သိလားရှုသေးတာလည်းအကောင်းဆုံးပဲဒီပင်ကြားတွေတဲ့အတိုးမခံမှနဲ့ကုက္ကုစတွေဥဒိစ္စတွေမလာကြီးပါနဲ့မေတ္တာဘုဒ္ဓအပေသွားအောင်လို့မလို့
တကယ်လို့ရှုသေးတော့မဉ္ဇဉ်ဘုံညာရအောင်ပါသူတို့လာလိုက်တဲ့အခါကျတော့မေတ္တာဘုရားပယ်သွားဘလို့များကြောက်เสียကောင်းဘောလားဒါသံဝေကရအောင်လို့ဟောတဲ့တရားမဟုတ်ဘူးဖြစ်စဉ်ကြိုက်ယနေ့ပြောနေတယ်မှတ်ပါဘာဟောတာပါလဲဒါဖြင့်ဖြစ်စဉ်ကြိုက်ဆိုတာတခါကျဘုရုမှနဲ့ဟောတဲ့တရားမဟုတ်ဟောဖြစ်စဉ်အပြင်ဒီတိုင်းမဲ့တရားဓမ္မတွေရှောင်းရင်ရှောင်းရှားရင်ရှားမရှားသွားပဲဒါဖြစ်စဉ်ကြိုက်ပြောတဲ့တရားပဲတခါကျော်တရားမောတရားတွေဆိုတဲ့ဥစ္စာကတော့ခမည်းတော်မတော်ဘူးနော်မတော်ဘူးတဲ့ဖြစ်စဉ်ကြိုက်ပြောတဲ့တရားသာလည်းမှန်သားပြီတော့သဘောပါကြဒါရင်ကုက္ကုစတကားသစ်သိကြောက်เสียကောင်းပါမဉ္ဇဉ်ဘုံညာအထုတော်မယ်ဆိုရင်သူလားသေဘောက်သေဝနီးအမလေးချက်ကောင်းမလားဒကာဓမ္မတို့ပဲချိန်လာပါလေသေဘောက်သေဝနီးလာပြီတရားထုတ်တော့မယ်ဆိုရင်ဒီပြင်ချိန်လာပါတော့ကိုတော်ကြီးလို့ပြောပါလားဒီပြင်ချိန်လာကုန်မလားဆက်လိုက်တဲ့ဖြစ်ချင်းမှဒီနေ့ချိန်မှကျူးကျူးဆဆလာဘယ်နဲ့တရားဓမ္မတို့သိမဆိုးပါဘူးပေါ်ကြဗလားဒါဖြင့်ဒကာသေးအစည်းဆုံးရန်သူဘယ်သူပါလဲရှင်းပြီနော်အမလေးဥလာဝေဒီလိုပုံကိုယ်တွေသိချင်းလို့များလိမ့်မယ်ဆိုတာခမည်းတော်ကိုယ်ပိုင်ညာနဲ့တွေးကြည့်ပေတော့ဒကာကျဒါတွေများမလားများဘူးဟိုးတချို့များဒကာဓမ္မတို့ဝိညာဉ်မချုပ်နိုင်ဘူးပုဂ္ဂိုလ်စားနှိမ့်ဆက်တည့်ရများအောင်ဝိညာဉ်မချုပ်ဘူးဘာဖြစ်နေတယ်ပြောတာဘူးသွေးတွေလည်းချုပ်ကုန်ပြီဒီပုဂ္ဂိုလ်စားအခန်းနေတာပုဂ္ဂိုလ်စားဟိုတွေးဒီတွေးတွေးနေတော့ပုဂ္ဂိုလ်စားတွေတွေးလုံးထုတ်ပြီးဒီကလာနေတာနဲ့ပဲသက်ဆိုးရှိနေဝိညာဉ်ကချုပ်နိုင်ရလားတဲ့လဲဆိုးရပါလားနောက်ကြတော့ချုပ်မဲ့ချုပ်ပြန်တော့လေဓမ္မတို့ခင်ဗျားတို့အပေရောက်သွားချုပ်တော့လေအပေလွန်လာကြည့်လားဂိုင်းတချို့တရားဓမ္မတွေကမသိတော့တေဂန်ကြီးများဟောသူဆွေမျိုးလေးမလာသေးလို့ထင်ပါရဲ့အမလေးကျွေးလိုက်သေးတယ်ဆွေမျိုးလာရင်ပိုကြချတော့မယ်ဆွေမျိုးမလာသေးလို့ထင်ပါရဲ့ဆိုတော့ဆွေမျိုးလာတော့လာကြသလားလို့မင်းနေတာမဟုတ်ဘူးဘိက္ခပုဂ္ဂိုလ်ကလောလို့ချာဘယ်လိုလာပြီလို့ဩနေတယ်ဩပြန်တော့တကယ်လို့များကြားသွားတဲ့ခါကျတော့သူတို့နဲ့လည်းခွဲရတော့မယ်ဆိုတဲ့ကုက္ကုဆာလာလဲလို့လာလိုက်တော့သွားတယ်ဦးတဲ့ဒီဥစ္စာတွေဘေးကလူတွေကလည်းအတော်လျှော့တယ်ဗျမလျှော့ဘူးလားဘေးကလူကလည်းရုပ်ဆိုးကြည်တန်တဲ့အလုပ်ကိုအတော်လုပ်ပေးလို့ရှိတချို့ကဒီဝိညာဉ်မချုပ်နိုင်လို့တဲ့ကရုကလေးထဲလိုက်မှထွက်သွားတယ်အာမလေးသွားဝိတရားဓမ္မတွေဒီဥပ္ပဒါလည်းဆိုးသွားတာပေါ့မဆိုးဘူးလားဒီဥသိမဲ့ကြံတဲ့အခါကျတော့ရှင်သိမဲ့လို့သိချာသိနေတဲ့ပြင်တဲ့ဟာမွေလုံးလေးတွေရွှေလုံးလေးတွေလျှောက်ပြီးကုမ္ပစာတဲ့အတင်းထည့်တော့တာပဲဘလောက်များဆိုးလို့ဒီမှာလည်းတရားဓမ္မတွေကကရုကလေးလို့ထမမထွက်နိုင်ဘူးအစရှိတဲ့ကြောဩဇာရများထိုးမှထမရဲ့ဟောဖြစ်မှဖြစ်ရလေဟိုနာရကျင်လာတယ်နာရတော်တော်နဲ့သိအောင်လို့ဒါလေးကြလာတဲ့သုဘဇတန်သောတော်ဝန်နဲ့ပိတ်ပြီးသေးပါစေလို့ဒီလုတ်တွေကတခါကျွဲမသိတဲ့ပုဂ္ဂိုလ်ရှားမှသေရမှာခုကပဲကြောက်ထားကြမှာမှားကြအောင်မြတ်ခင်ဗျားတို့မဟုတ်တာတွေဖြင့်မလုံးရကြပါနဲ့ကွာငါလက်လူစုထားရစမ်းမှာတော့ခုကမှားထားကြသေရမယ့်လူတွေကတော့အခုမဲဆိုတာသေကြပါလားအဲ့တော့သားတွေမယားတွေကဟိုကလက်တို့ဒီကလက်တို့ညှိခမွန်းတဲ့အသက်မထွက်နိုင်တာသိရလားဘယ်လူညာလို့ဟိုရှုပ်လို့သဘောကျအဲ့ဒီရှုပ်တာတွေကိုတကယ်ကျွဲလက်ခံမနေနဲ့နော်သောစီစီမင်းတို့မယောင်ကြပါနဲ့ကွာငါတရားနှလုံးသွင်းပြီးသေးပါမယ်ဘယ်အကူကြီးမှမပေးကြပါနဲ့ဒါလူတိုင်းမှာရမယ်သားတွေမယားတွေဘယ်အကူကြီးမှမပေးနဲ့ရေစားလို့ရေလာလည်းမတိုက်တာနဲ့သူ့ဟာသူစားတယ်ပြောရင်တိုက်စားတယ်မပြောလို့ရှိရင်တိုက်ကုန်တိုက်စီနဲ့သဘောကျကိုယ်ကလည်းတစ်လုံးနဲ့ဝေဒနာနုပါဒနာတစ်လုံးနဲ့နှလုံးသွင်းဒုက္ခဝေဒနာလာလဲဒုက္ခဝေဒနာဖြစ်ပြနှလုံးသွင်းဒုက္ခဝေဒနာလာရင်ဒုက္ခဝေဒနာဖြစ်ပြကိုနှလုံးသွင်းပါဘောပါကြနှလုံးသွင်းပြီးသိသွားတဲ့အခါကျဝေဒနာတွေကဖြစ်ပြနောက်ဝေဒနာတွေမုံနောက်ဝေဒနာတွေဆုံးသွားရင်သောတာပန်သရဂအနာဂံသိနေ
ဘေးကမသူတော်တွေဝိုင်းပြီးသူပြောလို့ပြောနေခြေတို့လက်တို့တွေနဲ့ဆိုရင်တခါကျသွားတယ်သိကြောက်ကြမကောင်းဘူးလားဒီလားကိုမဟုတ်တဲ့ကြံနေပေးတဲ့ပုဂ္ဂိုလ်တွေကလည်းတပုံကြီးပဲနော်တခါကျမှားမလားမှားရမယ်တခါကျတော့မှားရဲပါမှားရမှာပေါ့ကိုကြီးမဟုတ်တဲ့လူတွေကလာပြီးကလမတရားတွေဟောနေခက်ဘူးလားအဲ့တော့ဒါလူမိုက်ကြားထဲမှာသူတော်ကောင်းတယောက်သေးဖို့ရသူယုံမှသေးဖြစ်သွားမှာမစိုးရဘူးအဲ့ဒါကြောင့်ဒကာရမတို့ယနေ့ရေးဟာသမင်းညကြီးတဲ့ရေးမှားတာမဟုတ်ပါဘူးငါကကုက္ကုဆမရှိတယ်သူတို့လာတာနဲ့ကုက္ကုဆကဝင်သူ့လည်းမွေလေးမပေးခဲ့ရတာဟောကုက္ကုဆလာခြင်းပါပဲသူရပဲမောင်ကြီးဘယ်လိုလာတယ်ဟုတ်လေတူလေးလာတယ်အမလေးလာတယ်နှမလေးလာတယ်အခုပဲကျင်းတဲ့လာလို့ပေါ်တော်ကန်းနဲ့အခုပဲဆိုင်လာတဲ့နာနာကပ်ပြီးငါအော်လိုက်သေးရိပ်ပြီဗလားမတော်မဆိုးဘူးလားအဲ့ဒီမှာလူမကတကယ်ဟောလာရှာတကူလို့ဆိုတဲ့လာရှာတကူဆိုလို့ရှိရင်မဲ့သူ့မှာဘာမှမပြောခဲ့ရဘာမှမမှားခဲ့ရဆိုတဲ့ကုက္ကုဆကမလာဘူးလားအဲလာရင်လည်းလာပြီးဝิญဉ်ချုပ်သွားတယ်ဟုတ်စီဖို့ဒီပြင်ဘယ်မှာသွားကြရှိသေးရဲ့အဲ့ဒါကြောင့်ယနေ့ရေးမှာဒကာဓမ္မတို့တရုပ်သိလည်းမဖြစ်ပါဘူးနဲ့သဘောကျကိုရေကိုဘေးနာကလည်းသူတော်ကောင်းရှိကြပါလေသူတော်ကောင်းမရှိလို့ရှိရင်ကိုတရားကိုနှလုံးသွင်းသေးကြပါလူမိုက်တွေနာခြံရံပြီးသေးရမယ်ဆိုရင်ဖြင့်မဲ့မဆိုင်ဖို့မဆိုင်တဲ့ပုဂ္ဂိုလ်တွေတော့မှစိုးရင်ရမဲ့ဆိုင်ဖို့ဆိုင်တဲ့ပုဂ္ဂိုလ်တွေတော့မှတော့လည်းဘယ်သူကဘာပြောလို့ဘာနေနေသူကနိစ္စဂရိကောတယ်လာရဂရိမြဲသွားသူ့တွေ့ကြတယ်လည်းစိုးရင်ရမရှိဘူးတဲ့သဘောကျပုထုဇဉ်ဖြစ်နေသေတဲ့ပုဂ္ဂိုလ်တွေတော့မှဖြင့်ခြံရံဘေးကသူတော်ကောင်းတော်တော်အရေးကြီးတယ်မရှိလို့ရှိရင်ကိုယ့်ဟာကိုယ်သူတော်ကောင်းဖို့အရေးကြီးတယ်ကိုယ်သူတော်ကောင်းလို့ကိုဘေးကသူ့ဥမာကမရှုပ်ဖို့ရလဲခုကတည်းကကာကွယ်ထားပါဘူးလားကိုရေးမကြည့်ဘူးအဲ့ဒီရေးကြည့်တဲ့ချက်တရားမတွေ့ရမယ်လမ်းပြောတာလားတွေ့ရမယ်လမ်းလားတွေ့ရမယ်လမ်းပြောတော့ကိုကဘုံနဲ့လည်းဝိညာဉ်မချုပ်တဲ့ချိန်ဝိညာဉ်ဆိုတာဘုံနဲ့လည်းချုပ်တာလည်းရှိတယ်မချုပ်တာလည်းရှိတချို့မချုပ်တာကတော့ဒကာဓမ္မတို့ဟိုမှာကံကစီမန်းနေတာကသူ့ကိုအပယ်ပြစ်ချမှာလားနာရသုတိလားရုပ်စိုးလောက်လားဒီဝေဘာလို့မရရင်လည်းကြာနေသဘောကျဝေဘာလို့မရရင်ကြာနေသဘောကျဘယ်နဲ့ကြောင့်ကြာနေပါလဲကံကဝေဘာလို့မရသူကပြစ်ချရမယ့်ဘက်ကကိုဗျအဲ့ဒီပြစ်ချရမယ့်ဘက်ကနေရာများဆိုလေသူကဝေဘာလို့ကမရသေးဘူးဝေဘာလို့မရတဲ့ခါကျတော့နမိတ်တွေကအမျိုးမျိုးတော်ကြံနမိတ်ထင်လားတော်ကြံငရဲနမိတ်ထင်လားတော်ကြဒိဋ္ဌာနမိတ်ထင်လားဓကံကဝေဘာလို့မရသေးပဲအဲ့ဒီမှာမချုံနိုင်ပဲဖြစ်သဘောကျဝေဘာလို့ရတဲ့ဒီနေ့ကြတယ်လည်းသွားတာပါပဲညခုနဲ့သုတိသွားမှာပဲသုတိသွားဒုတိသွားမှာပြန်အပယ်သွားမှာပြန်သွားတာပါပဲတဲ့ဝေဘာလို့မရလို့ကြာတာကိုဘယ်သူမလာသေးလို့စောင့်တယ်လို့ခမည်းတော်ကယူလိုက်တဲ့အတွက်ခက်တယ်သဘောကျကံကဝေဘာလို့မရသေးလို့ကြာနေတာခမည်းတော်မြင်းလေးစောင့်တယ်လို့သမီးလေးစောင့်တယ်လို့ဘေးကလူတွေကပြောနေတာပြောလို့လာလဲလာပါရောနားနာလည်းကလည်းអော်ပါရောသွားရောဒီလူပဲတကယ်လို့သာကြားသွားရင်လေကြားသွားလို့ပုဂ္ဂုစသာဝင်လာမယ်ဆိုမသွားပါနဲ့ဆိုလို့ရသေးရဲ့အဲ့ဒါတခါကျွဲတခါသေးဥလားဘူးအခုချိန်ကစပြီးဒီကာကွယ်ရေးကိုခင်ဗျားတို့လုပ်ထားရအောင်ဘယ်လိုလုပ်ပါမာရဏမှာပြောရဏပြောဖို့ဗျာသူတို့ကနမိတ်မရှိဘူးလို့ပြောကြတယ်ပြောလိမ့်မယ်နော်ဟိုနမိတ်မရှိမဲ့ဒီနမိတ်နဲ့သွားရမှာကွာလို့ပြောသပြောသဘောကျလားနမိတ်မရှိဘူးလို့သူတို့ကပြောမှသွားရမှာသိကြတယ်လို့သာကိုယ်ကရဲရဲပြောပါတကယ်ကျနှုတ်ဆွနေဥမှာလားတကယ်သက်ကောသူတို့ကနမိတ်မရှိပါဘူးဆိုပြီးနေဒုက္ခဒုက္ခနဲ့ဒီလိုများပြောတဲ့အခါကျလို့ရှိရင်ခင်ဗျားတို့ကရောပြီးဒီကလာမိုင်တွေချပြီးမနေနဲ့ဟုတ်ဒီလမ်းကဒီစကားဘယ်သူမှလွတ်မှာမဟုတ်ဘူးလွတ်ပါမလားအဲ့တော့ပြောရရှိတာမှားရရှိတာငါစကားကိုပြောမေးတဲ့ဥစ္စာဘယ်သူမှမျက်ရည်လည်းကြကြမလို့အမှန်ကြီးပဲဒီလမ်းကဒီလမ်းငါတယ်လို့ရှိရင်ဘာမှမရှုံးနဲ့ဟိငါခံလိုက်ငါရှုပြီးဒီကလာသေဘောဝင်လိုက်မဟိဟုတ်လား
ဒီဟာအကောင်းဆုံးမဟုတ်လားမင်းတို့ဘယ်ကလာလို့ဘာရင်းညာရင်းကလာပါဘာလာပြောမနေနဲ့မျက်နှာတောင်လာမပြလာနဲ့ဟုတ်လားဟိုနှိပ်ဒီနယ်လုံးနေနဲ့ရှင်းမလားဟိုနှိပ်ဒီနယ်လုံးနေပြန်လို့ရှိရင်သူတို့အာယုန်နဲ့ညီညီအောင်မှာခုညီရင်ကိုယ်ဝိသမလာပဲဘူးလားလာရင်တွန်းချမှာသနာကလူနဲ့တွန်းချရတာဟိုဘိက္ခုနီမဖြစ်တဲ့ဟိုဓကမလိုပဲသူ့ယောက်ျားတောင်ပေါ်ခေါ်တော်ပြီးဒီကသူ့ယောက်ျားကမင်းတောင်ပေါ်ခေါ်လာတယ်ဆရာကြောင့်မဟုတ်ဘူးလည်းလက်စားတွေယူပြီးဒီကလာမဲသမ်းလို့ခေါ်လာတာလို့ပြောတာပေါ့ဗျာအဲ့ဒီဘိက္ခုနီမဖြစ်မှညာရှိတဲ့ဓကမဖြစ်နေမောင်ရဲ့ဒီလည်းလက်စားတွေမောင်ပိုင်တာပဲဒါလည်းရပါတယ်သို့တော်လည်းကျုပ်တော်နောက်ဆုံးမိသိချင်းဖြစ်တယ်တောင်းဟုတ်သိရမှာပဲသမ်းလို့ခေါ်လာတာကိုသို့တော်လည်းကျင်ယောက်ျားကိုသုံးပါလောက်လှည့်ပြီးကြောပြရစီဦးငါလာသေးတာအဲ့ဒီခရောင်းရိုက်ဖြုတ်ပြီးဒီကရသူ့တောင်ပေါ်တွန်းချတယ်ယောက်ျားတွန်းချသေးပါရောဆောက်ချရိပ်ပြီကလားအဲ့ဒီခင်ဗျားတို့ကအဲ့ဒီချိန်မှာတွန်းချမှလည်းစိုးရသေးတယ်မိမတွေကရိပ်ပြီကလားအဲ့ဒါကြောင့်ကုက္ကုစဆိုတာတကလာကြကငကိုယ်ရှိရတယ်တဲ့သူတို့ကဝင်ရှုံးမဲ့ဆိုတော့ကုက္ကုစမှုပေါက်နေတယ်မှုပေါက်လို့ရှိရင်သေခြင်းစုဖြစ်ပေဘူးလားဖြစ်ပါဘူးသေခြင်းစုကြောက်လို့ရှိရင်ကုက္ကုစဝေရကြောင်ပါဆိုတာသတိပေးလိုက်တယ်ကြောင်ဆိုတာဖြစ်တဲ့ရှုပြီးတော့ဥပဒနာကမူပြင်းပြန်ရှုပြအဲ့ဒီလိုရှုပြီးသေးတာဖက်ကုဏအကောင်းဆုံးပဲလို့ခင်ဗျားကမဟုတ်ဘူးကဲပေါ်ကြဝိသိကကလုံးကြတယ်လက်ပြမဟောကြစို့